အားလုံးပဲမင်္ဂလာပါအိမ်စီးပေါ်ဘွားလေးစီးကျင်တယ်နော်ကဲနောက်တစ်ချိန်ပြန်ရောင်းရင်လည်းဒါရောင်းဝယ်တွတ်တဲ့ကားလေးတွေကရှာနေတယ်ဆိုလို့ရှိရင်နော် Suzuki Swift လေးရှိပါမယ်ခင်ဗျာ 1E ကိုဒါကျွန်တော်တို့ရန်ကုန်လိုင်စင်လေးနဲ့ရမယ်ကာလာလေးကတော့တတိုင်ရောင်လေးပါခင်ဗျာအလွိုင်းပလက်နဲ့ရမယ်တာယာလေးလည်းအားကောင်းပါမယ်ခင်ဗျာကဲမော်ဒယ်လေးကတော့ငယ်သွားပါတယ်2014ပါမော်ဒယ်ကြီးအားလေးကတော့ကဲမျိုးရင်းပေါ်ပါနော်ចောင်းဖို့ចောင်းကျိုးဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်ပါကင်ထိုးရတာလည်းနေရအများကြီးမယူတဲ့ Suzuki Swift လေးပါခင်ဗျာကဲမိကွက်လေးတွေတန့်မယ်အလွိုင်းပလက်လေးနဲ့နော်တာယာလေးအားပြည့်တယ်ကဲโอเคကဲဒါလေးကတော့အတွင်းကန်းလေးပါခင်ဗျာအတွင်းကန်းလေးဆိုလို့ရှိရင်လည်းထိုင်ကုန်တွေပါတွေတန့်ပါမယ်အပေါက်အပြဲမရှိပါဘူးကဲဒါလေးကတော့ဒိုင်ခွက်လေးပါဒီဘက်မှာဆိုလို့ရှိရင်လည်းအိမ်စီးတွေမှာမပါမဖြစ်ပါဝင်းဒိုးလေး၄ပေါက်ပါမယ်ဒါလေးကတော့ကျွန်တော်မှန်ချိန်တာလေးနဲ့မှန်ချိုးမှန်ခေါက်အတွက်လေးပါကဲဒီဘက်မှာဆိုလို့ရှိရင်မီးချိန်တာလေးရပါမယ်ကဲဒီကောင်လေးကတော့စမကီးတော့မဖြစ်ပါဘူးရိုးရိုးကီးလေးနဲ့ရပါမယ်ဒါပေမဲ့ဒီ digital aircon လေးသုံးပေးထားပါတယ်ခင်ဗျာဒီကားလေးမှာတော့ကဲ digital aircon ကိုဒါဂီယာအဆောင်ပြုမရှိပါဘူးအော်တိုအမှန် 2 wheel လေးပါကဲကျွန်တော်အပေါ် dashboard လေးဆိုလို့ရှိရင်လည်းကွဲတာပဲ့တာလုံးဝမရှိဘူးကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ license သက်တမ်းဆိုလို့ရှိရင်လည်း2028တလပိုင်းထိပါခင်ဗျာ license သက်တမ်းလေးလည်းဝေးပါမယ်ကဲဒါလေးကတော့နောက်ခန်းလေးပါမိသားစု4-5ရက်လောက်ပေါ်ပါလေးစီးကျင်တယ်နော်ကားကြီးတာတွေစလွန်းတိုက်တွေဒါမလိုချင်ဘူးအင်ဂျင်ပါဝါသေးသေးနဲ့ကားသေးသေးလေးတွေပဲရှာနေတယ်ဆိုလို့ရှိရင် Suzuki Swift လေးရှိပါမယ်ခင်ဗျာနောက်ပင်လေးဆိုလို့ရှိရင်လည်း support တွေပါတယ်ကြီးကြီးလို့ရပါတယ်ကဲအနောက်ကန်လေးကျွန်တော်တစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့ကျွန်တော်စပယ်ဘိန်းထားတယ်အနောက်ကန်အနေထားလေးပါခင်ဗျာချိတ်တွေပါတယ်ကြီးကြီးလို့ရပါတယ်ကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါရောင်းချပေးမဲ့ဈေးတန်းလေးကတော့968သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါခင်ဗျာဝစ်ချန်လက်ထက်ရစ်ကြအားလုံးစင်ပြေချုံးမွေးပါမယ်ကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39 00 1020 42ကိုဆက်သွယ်မိမြတ်နိုင်ပါတယ်39 40 40 534နှစ်ကိုလည်းဆက်သွယ်မိမြတ်နိုင်ပါတယ်ခင်ဗျာကဲမော်ဒယ်2006 digital aircon နဲ့ရမယ်အော်တိုအမှန် 2 wheel လေးပါအင်ဂျင်ပါဝါလေးကတော့1300cc လေးပါခင်ဗျာကဲကျွန်တော်အင်ဂျင်ငန်းလေးတစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့ Suzuki Swift လေးရဲ့အင်ဂျင်ငန်းလေးပါခင်ဗျာကဲရှော့ပိုင်းဘေးနားလေးမှာတော့ chassis number လေးထိုင်ပေးထားပါတယ်ကဲ chassis number လေးကြီးကြီးလို့ရရင်เนาะစလုံးတွေပြတ်တာမရှိဘူးတုံးထူးတွေပါညာရင်မဟုတ်ပါဘူး original လေးတွေပါအင်ဂျင်ငန်းလေးဆိုလို့ရှိရင်လည်းတန့်မယ်မိကိုပါညာခင်းပါတယ်ခင်ဗျာအင်ဂျင်လေးဆိုလို့ရှိရင်လည်းကဲအတွင်းချိတ်ပြင်ချိတ်ကြီးကြီးလို့ရပါတယ်ရှော့ပါထိုင်လေးတွေတောက်လျှောက်နဲ့ဆိုတော့ကားကြောလေးလည်းတန့်ပါမယ်ခင်ဗျာကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ရှိုးလုံးလိပ်စာလေးကတော့ရန်ကုန်အရှိတကုံရာဇာထွေ one way လမ်းမကြီး9ရက်ကွက်ကျွန်တော်ရွှေပြည်လမ်းသွယ်ထိပ်လေးမှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာကဲလူကြီးမင်းတို့အနေနဲ့ပြန်အောင်လို့တော့ကားလေးများကိုလည်းကျွန်တော်တို့ကာလာပေါက်စင်းနဲ့မချပြန်လည်ဝယ်ယူပေးပါတယ်ကားချင်လက်ထက်လုံးလို့ရပါမယ်ဝင်နေငယ်ခြံပြီးတော့လည်းဝယ်ယူလို့ရပါမယ်ခင်ဗျာဒါအရေးကြတွေပါတယ်ချိတ်ဆက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ micro finance နဲ့ချိတ်ဆက်ပေးပါတယ်တနည်း2နှစ်3နှစ်ဒါစိတ်ကြရွေးချယ်လို့ရပါမယ်ခင်ဗျာကဲကျွန်တော်ကတော့အသားဖြူပြီးရုပ်ချောတဲ့ကျွန်တော်ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ